ဟုတ်ပါပဲကျွန်တော်ကတော့ ACD ပေါက်တော့ဂီတာဖိုက်ပါပဲအာလာခပ်ပြီးပေါက်တော့ဒေသမှာမောက်ခွဲမဲကျော်ဆိုရကုန်ပြီဆိုဇွိုင်းလာကိုအနေကသူလူမှုကွန်ရက်စာများနာမှာငွေကြီးအခါသေးကောဒီငွေကြီးအဆောင်ပေးမှုပိုင်းနဲ့တုံးစာဖိတာမဟင်းဆိုပြီးရဲ့ဒီတော့တိုက်စီမှုတီတော့ဝေလို့မတိုင်းနိုင်ဆိုပြီးရဲ့သူလူမှုကွန်ရက်စာများနာမှာ posting နဲ့တော့သူတောင်းထားစပြီးပါဟုတ်ပါပဲဒီပဲမျိုးတောင်းထားပြီးနောက်ပိုင်းမှာမောက်ခွဲမဲကျော်ဆိုကုန်ပြီဆိုနောက်နေ့တပါဇွိုင်းလာဆေယောနီမှာတော့ဟာမောက်ခွဲမဲကျော်ဆိုသူကိုအောင်ကအစိုက်ပိတ်တစ်ခုဖိုက်တယ်ဝေးစီပိုင်နဲ့ကျွန်တော်တို့ခရောက်ခေါ်ဝနာဆိုရင်လက်စည်းနှလုံးပါရဲ့လက်စည်းနှလုံးကိုထိုးလောက်ချခပါပဲဟုတ်ပါပဲအခုပိတ်မျိုးကိုအောင်ကအစိုက်ပိတ်တီကိုထိုးလောက်ချခေါင်းဆိုအသားအန်တွေကိမောရဲ့ဘောင်းကြိုက်မာရေးအရာလေးပိုင်လို့ဦးစားလို့မာနေပြီစိုးကျိုးတစ်ခုခိုက်ပါပဲကျောင်းပိုင်လို့ကျွန်တော်တို့ဒီအာခန့်ဒေသကလူငယ်ကြီးအနေနဲ့လေဒီမောက်ခိုင်မဲကျော်ဤထိုက်စိမျိုးပေါင်ခိုင်းစားမျိုးကိုပေါင်ခိုင်းစားလောင်းပါပဲကိုလာအဝဒီအကောစတော့ညောင်းနာပူဇော်ရုံးကန်ခေါမဟိဘင်းနဲ့ငွေသွေးအခါခိဟိတပူကောပွားငါအစိုက်ပိုက်ဖိုက်တဲ့ဝေးစီဒီလစိနှလုံးကိုဘုတ်ချခေါင်းဆိုတပြောင်းပြီးမားရအမတကူဖိုက်ရလို့လေကျွန်တော် ACD ပေါက်တော့ဂီတာအနေနဲ့အကင်ပူလိုက်ပါပဲဟုတ်ပါပဲရနာဖိုင်လို့ဒီကျွန်တော်အာမခဒေတာကလူငွေတီအနေနဲ့လေဒီမောက်ခိုင်မဲကျော်ပိုင်ဝေးစီလက်စီနှလုံးကိုရောက်ချတော်မျိုးဒီမဖိုင်ဖို့ဆိုကိုလေကျွန်တော် ACD ပေါက်တော့ဂီတာအနေနဲ့အလေးနာအကင်ပူတိုက်တွန်းလိုက်ရပါပဲ